တပင်အစစ်အတမ်းမြင်မအောင်လုပ်ခဲ့တဲ့အောင်စဘူးလက်တလုံးမှာဆိုရင်တော့ TikTok ကိုကြည့်လိုက်တိုင်းမှာအောင်စဘူးကိုသာတန်းစီပြီးတော့မြင်တွေ့နေရတာဖြစ်ပါတယ်။အပေါ်ဆွဲလဲအောင်စဘူးအောက်ဆွဲလဲအောင်စဘူးဆိုပြီးတော့ဖြစ်နေသလိုအငင်းပွားတဲ့သူတွေလည်းများလို့နေတာပါ။အောင်စဘူးဇက်ကရာကိုကောင်းတယ်မကောင်းနဲ့ညင်းနေကြတဲ့သူတွေလည်းများပြားပါတယ်။အခုလိုမျိုးအပြိုင်ညင်းနေတဲ့ဂျားတွေကနေအောင်စဘူးကိုတဟုန်တိုးအောင်မြင်လို့လာစေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့နောက်ွယ်မှာဘလို့အကြောင်းအရာတွေများရှိမလဲဆိုပြီးတော့သိကျင်ကြပါတယ်။တချို့ပရိသတ်တွေအမြင်မှာတော့အောင်စဘူးကကားတဲ့နေရာမှာလိုအပ်ချက်များသေးတာကြောင့်အရှိန်အဟုန်မြင်နဲ့အောင်မြင်တယ်လို့ခံစားနေကြရတာပါတကယ်တော့အောင်စဘူးကဒီလိုမျိုးအောင်မြင်ဖို့အတွက်ကိုအများကြီးရှင်းနေခဲ့ရပါတယ်လူတယောက်အောင်မြင်ပြီဆိုရင်အောင်မြင်တဲ့အချိန်မှသာလူတွေကမြင်ကျင်ကြတာပါလိုင်းမမီလောက်အောင်မြင်ပြီးတော့ဝင်ငွေလဲသိန်းထောင်ချီဝင်ပြီဆိုရင်တော့မတမာရာမျိုးလားရိုးရှင်းရလားဆိုပြီးတော့ထင်ကြတာဖြစ်ပါတယ်တကယ်တော့အောင်စဘူးကသူ့ရဲ့စူးစမ်းမှုကြောင့်သာဒီအခြေအနေကိုတစ်နှစ်အတွင်းမှာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မြမသပင်ကိုအစင်တန်းမြင့်တင်ပေးတဲ့သူကအရင်ကဇက်ပွဲလို့ဆိုလိုက်ရင်နယ်ရီရွာတွေမှာပဲကပြတာမျိုးလူငယ်တွေနဲ့မြို့နေလူရန်စားတွေကြားမှာတောကြတယ်လို့အထင်ခံရတာမျိုးတွေရှိခဲ့ဘူးပါတယ်။ဒါပေမဲ့အောင်စဘူးကတော့ဒီအမြင်တွေကိုလုံးဝပြောင်းလဲပြလိုက်ပါပြီ။အရင်ကမင်းသားကြီးတွေဖြစ်တဲ့ဖိုးချစ်ထမောင်ဆန်းမင်းဝင်းတို့ခင်မာတောင်မလုံနိုင်ခဲ့တဲ့အရာတစ်ခုကတော့ဇက်သပင်ကိုမြို့နေလူရန်စားနဲ့ငွေကြေးတနာရှင်တွေပါတဲတဲလို့အားပေးလာအောင်လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့အောင်စဘူးကဇက်သပင်ကိုလေခွင်းနေတိုင်းမှာတွေမခဘဲနဲ့စတန်ဒတ်မြန်မာတဲ့ဟိုတယ်ကြီးတွေမှာပါခန်းခန်းနာနာကျင်းပနိုင်တဲ့အထိမြန်မာအမှုပညာကိုအဆင့်မြင့်တင်ပေးလိုက်ပါတယ်။အောင်စဘူးကရိုးရာအခြေခံကိုမဖြတ်ဘဲနဲ့ခင်းတဲ့အညီစမ်းသစ်တဲ့တင်ဆက်မှုဆွဲဆောင်မှုရှိတဲ့ဟန်ပန်နေနဲ့တင်ဆက်တာကြောင့်လူငယ်မိန်းကလေးတွေကြားထဲမှာ idol တူလို့အားပေးခံနေရတာဖြစ်ပါတယ်။မိန်းလူနေပါဖြစ်နေတဲ့ဇက်သပင်ကိုတကြောပြန်တောက်ပလာအောင်လှုံ့ဆော်ပေးနိုင်တာဟာမြန်မာယဉ်ကျေးမှုကိုအသက်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။အောင်စဘူးရဲ့အောင်မြင်မှုကြောင့်မြန်မာနိုင်ငံသပင်အစည်းအရုံးကြီးကလည်းအားတက်လာပြီးတော့မျိုးဆက်သစ်လူငယ်တွေကိုမြေတောင်မြောက်ပေးဖို့နဲ့မြန်မာသပင်ကိုကဘာအသိအောင်လှုံ့ဆော်ဖို့ပုံမပြီးတော့ပြင်ဆင်လာကြပြီလည်းဖြစ်ပါရဲ့ရှင်။မင်းသားအောင်စဘူးကဇက်သပင်ကိုဖြိုဖြေးတစ်ခုထပ်ပိုတဲ့တန်ဖိုးရှိတဲ့အမှုပညာအဖြစ်လူတိုင်းမြင်အောင်ပြသနိုင်ခဲ့တာတကယ်ကိုလေးစားစရာပါပဲ။သူခင်ပေးလိုက်တဲ့လမ်းကြောင်းကနောက်ပိုင်းပေါ်လာမဲ့သပင်မျိုးဆက်သစ်တွေအတွက်အလွန်ကောင်းမွန်တဲ့အလားအလာတစ်ခုဖြစ်လာမှာအသေးချပါပဲ။2026ခုနှစ်အတွင်းရန်ကုန်နဲ့မန္တလေးကကျင်း9ဝင်းအဆင့်ရှိတဲ့ဟိုတယ်ကြီးတွေမှာကျင်းပမဲ့အောင်စဘူးရဲ့ The Royal Thebin Night ပွဲတွေအတွက်ကိုအသေးစိတ်အချက်လက်လေးတွေကတော့အဆင့်တန်းမြင့်မားတဲ့ပွဲတွေဖြစ်တာမို့လက်မှတ်ဈေးနှုန်းတွေကိုအဆင့်3ဆင့်ခွဲခြားထားတယ်လို့လည်းသိရပါတယ်။အစင်အလာရိုးရာယဉ်ကျေးမှုကိုခင်မီ LED lighting effect တွေပြီးတော့ surround sound system တွေနဲ့ပေါင်းစပ်ထားမှာဖြစ်လို့ပရိသတ်တွေအတွက်ကတော့ရုပ်ရှင်ကြည့်နေရတယ်လို့ခံစားချက်မျိုးပေးစွမ်းမှာပဲဖြစ်ပါတယ်။အောင်စဘူးကမြန်မာစက်သပင်ကိုနိုင်ငံတကာလက်ခံလာအောင်အခုလိုပြုပြင်ပြောင်းလဲမှုတွေလှုံ့ဆော်နေတာပဲဖြစ်ပါတယ်။ကမ္ဘာလိပ်ခီးသွားတွေနားလည်စေဖို့အတွက်နောက်ခံ screen တွေမှာ English subtitle တွေထည့်သွင်းပြသဖို့စံသက်လှုံ့ဆော်နေပါတယ်။လာမယ့်နှစ်ကုန်ပိုင်းမှာဂျပန်နဲ့ကိုရီးယားနိုင်ငံတွေမှာကျင်းပမယ့်Cultural Exchange Programs တွေမှာမြန်မာသပင်ကိုကိုစားပြုကပြဖို့ဖိတ်ခေါ်ခံထားရတယ်လို့သတင်းရရှိထားပါတယ်။သူရဲ့ကပြဖြိုပြမှုတွေကိုအရေးသွေးမြင့် 4K quality နဲ့ YouTube နဲ့ Netflix လို platform တွေမှာတင်ဆက်နိုင်ဖို့အတွက်နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်နေပြီဖြစ်ပါတယ်။အောင်စဘူးကမြန်မာစက်သပင်ကိုတောချတဲ့အမှုပညာဆိုတဲ့အမြင်ကနေခင်မီပြီးတော့တန်ဖိုးရှိတဲ့အမှုပညာအဖြစ်ပြောင်းလဲပြနိုင်စေခဲ့တဲ့တကယ်ကိုထူးချွန်လုံးနဲ့ပါရမီရှင်လို့ပြောလို့ရပါတယ်။သူရဲ့စေတနာနဲ့အကျိုးစားမှုတွေကြောင့်မြန်မာသပင်ကကမ္ဘာစင်မြင့်ထက်မှာမကြခင်မှာတောက်ပလာတော့မှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။